location အရန်မိမိုက်တဲ့ဗန်ကျိတ်ရတဲ့မြေညီခန်းလေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီမြေညီလေးကတော့ပေ40 60ပေါ်မှာဆောက်ထားတယ်18ပေ54ပေရှိရဲ့မြေညီလေးပဲဖြစ်ပါတယ်ရှင်ခန်းထဲဝင်လိုက်ပြီဆိုတာနဲ့ဆိုဖာဆက်တီအသစ်ဆက်ကြီးကိုမြင်တွေ့ရပြီးတော့ TV စင်လေးလည်းပါမယ် AC လေးလည်းပါတဲ့အပြင် height ကလည်းတော်တော်လေးကိုမြင်တဲ့အတွက်လေဝင်လေထွက်တော်တော်လေးကိုကောင်းတယ် master တခန်းစင်ငယ်တခန်းပါပါမယ်ရှင်ဘေးဘက်မှာဆိုလို့ရှိရင်လည်းညီမတို့ဒီတန်မန်းဆန်းရှိတ်တွေတက်ပေးထားတယ်ပြီးလိုက်ကလှလှလေးနဲ့တက်ပေးထားပါတယ်ရှင်ဒါလေးကကြတော့ master ခန်းလေးပါ master ခန်းဖြစ်တဲ့အတွက်ကိုရေချိုးကရင်သာပိုးတိုင်းပေးစင်တွေ့ရလေးလည်းပါပါမယ်ရှင်ကျွေပြားတွေခင်းထားတယ်ကျွေပြားကပ်ပေးထားပါတယ်ရှင်အိတ်ခန်းနှခန်းတော်တော်လေးကိုကျဲတယ်ရှောက်လန်းလဲကျဲတယ်ကစ်ရှင်ခန်းမှာဆိုလို့ရှိရင်လည်းကျွေပြားအပြည့်ကိုဖိတ်ဖိတ်တောက်ခင်းပေးထားတယ်ကစ်ရှင်ကောင်တာပါမယ်ရေချိုးကရင်သာနောက်ထပ်လည်းထပ်ပြီးတော့ပါသေးပါတယ်ရှင်ကျွန်တော်တို့ဒီမှာဒီမြေညီလေးမှာဆိုလို့ရှိရင်မြေပိုသီးတက်လေးလည်းပါတယ်နောက်ဘေးနေရာလေးလည်းတော်တော်လေးကိုတန်ပါတယ်ရှင်အခန်းကတော့လုံးဝရှယ်ဖိတ်ဖိတ်တောက်ကိုပြင်ဆင်မိထားတဲ့ခန်းလေးပဲဖြစ်ပါတယ်ရှင်location အနေနဲ့ကလည်းတောင်ကလာ73ရက်ကွယ်ကောလီယာ28လမ်းမှာရှိပါပဲအနော်မာလမ်းမိုင်နဲ့နီးရဲ့မြစ်တာလမ်းနဲ့နီးရဲ့73မင်္ဂလာလမ်းတို့နဲ့နီးပါတယ်ရှင်အခန်းလေးရဲ့ခေါ်စီလေးကတော့3590ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင် location အရန်မိမိုက်တဲ့မြေညီလေးလည်းဖြစ်တယ်ဆိုတော့စိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ကိကိကိုဆက်သွယ်